ရန်ကုန်မှာစူတောင်းပြည့်တယ်လို့နာမည်ကြီးနေတဲ့ကြောက်တန်းပီလကတ်ဘုရားကျောင်းကိုဘူးတုဒအနေနဲ့ဘလော်လေးရိုက်ပြပါမယ်နော် YBS 95စီးပြီးတော့ကြောက်တန်းပဲလို့ပို့မှတ်တိုင်မှာဆင်းပြီးတော့အဲ့ဒီကနေဆိုင်ကယ်နဲ့တဆင့်ဝင်ရပါတယ်နော်ဆိုင်ကယ်ကတော့2ယောက်ကိုသွားတာတော့1000ခွဲကျခဲ့ပါတယ်တစ်ယောက်ကို4000အသွား4000အပြန်4000ပါရှင်2ယောက်မို့လို့1000ခွဲကျပါတယ်ဒါကတော့ဘုရားကျောင်းသွားတဲ့လမ်းလေးပါအဲ့လမ်းတစ်လျှောက်ကလေထူးဆန်းတာထန်းရည်ဆိုင်လေးတွေရှိတယ်တကယ်တော့တောလေးပုံစံမျိုးလေးပေါ့နော်တစ်ပင်တွေရတယ်အရင်စိမ့်ဆူပြီးတော့တိတ်ဆိတ်ပြီးတော့အရင်နေချင်းစရာကောင်းပါတယ်ရှုခင်းလေးဆိုအရင်လာလို့ရိုက်ခဲ့ပါတယ်ဒါကတော့ဘုရားကျောင်းအဝင်လမ်းကိုရောက်ပါပြီဆိုင်ကယ်15မိနစ်လောက်စီးရင်ဘုရားကျောင်းဝင်လမ်းကိုရောက်ပါပြီဖះเจ้าကအရှိเจ้าနဲ့အနောက်เจ้าနှစ်เจ้าရှိတောင်မလို့အရှိเจ้าကိုပဲအရင်ဝင်လိုက်ပါတယ်နော်ပြီးမှအနောက်เจ้าကိုဆက်သွားပါမယ်ရှင်ဒါကတော့အရှိเจ้าလေးပါအရှိเจ้าမှာဖះเจ้าနဲ့ဝင်လိုက်တာနဲ့ခေါင်းလုံးတန်လေးတွေကအရန်ကိုနားထောင်လို့ကောင်းပါတယ်ဒါကတော့ဖះเจ้าနဲ့ဝင်လာပါရှင်ပွဲတစ်ပွဲပြီးမှမို့လို့ပွဲတစ်ပွဲဝယ်ခဲ့ပါတယ်ပြီးတော့လစဉ်လည်းဒီမှာအလူလေးလာလူပစ်ပါတယ်ကျမကတော့ဒီမှာအတိတ်ထန်တာအောင်လို့တစ်လတစ်ခါလာလူပြပါတယ်ရှင်ဒါကတော့အရှိအကြောင်းမှာအရှိအကြောင်းပြီးတော့အနောက်ကျောင်းကိုခီးဆက်ပါမယ်ရှင်ဒါကတော့အနောက်ကျောင်းမှာပွဲရင်စဝဲရပါမယ်သူကအရှိအကြောင်းလည်းတပွဲပေးလို့ရသလိုအနောက်ကျောင်းလည်းတပွဲပေးလို့ရပါတယ်ပွဲဝဲပြီးရင်တော့အလူခံဖြတ်ပိုင်းမှာအလူခံဖြတ်ပိုင်းလေးဖြတ်ပြီးရင်တော့အုံဒီခွဲရပါတယ်အုံဒီခွဲပြီးရင်တော့တိတ်ထန်ပြီးတော့ဆူတောင်းပြီးတော့ပြန်လာပါမယ်လို့ပြပေးပြီးတော့ဆူတောင်းလို့ရပါတယ်ရှင်ဒါကတော့မေတော်နောက်ကျောင်းပါရှင်ကဲအဲ့ဒါလေးလူပြီးလို့ရှိရင်တော့ဘယ်ကိုဆက်သွားမလဲဆိုတာအတူတူလိုက်ကြည့်ခဲ့ကြပါဦးနော်ဒါတော့အနောက်ကျောင်းပြန်လာပါပြီရှင်ဒါကတော့တက်လို့ထမင်းစားရုံကြီးပါရှင်ထမင်းလဲဝယ်စားလို့ရပါတယ်နေတိုင်းသူကထမင်းတွေကိုကျွေးပါတယ်အလူငွေလဲထည့်ချင်ထည့်လို့ရပါတယ်ဒါကတော့လက်ဆေးဖို့ပြင်ပေးထားတဲ့နေရာလေးပါထမင်းကတော့တက်လို့ထမင်းပဲကျွေးပါတယ်ဒီမှာကနေတိုင်းကျွေးပါတယ်တနေ့လုံးစာလဲလူလို့ရသလိုကိုတက်နိုင်သလောက်လဲလူလို့ရပါတယ်နေ့စဉ်ရက်ဆက်မပြတ်ကျွေးပါတယ်လာတဲ့လူတိုင်းကလည်းအကုန်ဝစားချင်တဲ့လူကစားကြပါတယ်ဒါကတော့သူတို့ဖက်ကလေးလာခင်းပေးထားပါတယ်ရှင်အဲ့ဒီဟင်းကတော့ခရမ်းကျင်ဒီနဲ့ပဲနဲ့ချက်တယ်စပရီဟင်းဆိုလားမသိဘူးတိတ်မသိဘူးပေါ့နော်အဲ့ဒါစားလို့တော့ကောင်းပါတယ်ချင်းလေးနဲ့ပေါ့နော်ဒါကတော့ပဲဟင်းနဲ့စမ်းပေးတာပါအဲ့ဒါလေးကိုတူတူရောစားရင်တကယ်စားလို့ကောင်းပါတယ်နော်ကဲစားလိုက်ပါဦးမယ်ဒီမှာတော့တပွဲစားခဲ့ပါတယ်အဲ့ဒါပြီးရင်တော့ပြန်มาတော့မယ်အပြန်လမ်းမှာလည်းအဲ့လိုမျိုးဈေးဆိုင်လေးတွေကိုကိုဝယ်ချင်းနဲ့အသီးနှံလေးတွေကိုရှင်းဝယ်လို့ရပါတယ်တကယ်ကိုတန်ပါတယ်ဒါပေမဲ့ဒီနေ့ကတော့မိုးတွေအုပ်နေတာမို့လို့ရှင်းမွယ်ပြစ်တော့ပါဘူးရှင်ကဲနောက်ဘလော့လေးတွေမှာတွေ့ကြမယ်နော်ဗီဒီယိုလေးတွေကိုကြားရင် channel လေးကို subscribe လေးလုပ်ခဲ့ပေးပါဦးရှင်အားလုံးကျေးဇူးတင်ပါတယ်ပျော်ရွှင်စရာလေးတွေနဲ့အတူနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်နော်အားလုံးကြမ်းမှချမ်းသာကြပါစေရှင်